line နဲ့ထဲကနေပြီးတော့ gamer creator တွေအတွက်တော်တော်လေးကိုမှဒါ perfect ဖြစ်တဲ့ကောင်လေးဒါရောက်တယ်ပေါ့နော်perfect လည်းဖြစ်တယ်လို့ကျွန်တော်တို့ဒီကောင်လေးမှာဆိုရင်လက်ရှိချိန်ဒီ update ဖြစ်နေစေ RD 50 CE နဲ့ဖြစ်တယ်လို့လုံးဝကမှအကောင် site ကြီးကြီးနဲ့ဒီကောင်လေးဆိုရင်လုံးဝကမှဈေးလည်းတက်တာနဲ့ရမှာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီကောင်လေးမှာဆိုရင်ကျွန်တော်ဒီကောင်လေးကကျွန်တော်လက်ရှိဆိုရင်ပေါက်ဈေးကကျွန်တော်ဒီဒေါ်လာ3000နီးပါးလို့ရှိသေးရပေါ့နော်320 330ဝန်းကျင်လာမှာကတ်သေးရပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့မိတ်ဆွေတို့က Randy အာမခံတစ်နှစ်ကြံပြီးတော့ကျွန်တော်တို့ဒါဟောပါနော်ဈေးနှုန်းအနေနဲ့ကလည်းကျွန်တော်ဒီ300ဝန်းကျင်လောက်နဲ့ပဲမိတ်ဆွေတို့ရရှိမှာဖြစ်တဲ့အတွက်တန်တယ်ပေါ့နော်ဒီကောင်လေးဖြစ်ပါတယ်ဗျAmazon ရဲ့ stat C ရတော့ကျွန်တော်တို့ရှစ်တစ်ခေါက်မှာလည်းဒါရောင်းခဲ့ပေါ့နော်ရောင်းခဲ့တဲ့အနေထားမှာတော့ Amazon stat 16လို့ stat 19လို့ဒါရောင်းခဲ့ပြီးပါပြီပေါ့နော်ဒါဒီကောင် stat 18ကတော့ကျွန်တော်ဒီလက်ရှိအခုမှရောက်လာတဲ့ကောင်လေးဖြစ်တယ်ပေါ့နော်မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲလုံးဝကမှ site ကြီးကြီးနဲ့ကျွန်တော်လာပြီးတော့ဒါ found butter ပါနဲ့တော့လာတဲ့ကောင်လေးပေါ့နော် Amazon ရဲ့ stat C ရတော့ကျွန်တော်ဒီ gamer creator line up ဖြစ်တဲ့အတွက်ကျွန်တော် gamer creator တွေရဲ့ဒါအချက်တွေအတိုင်းပဲပို့ရမယ်ပါရမယ်ပြီးတော့ဒါကျွန်တော်ဒီပေါင်းမှန်လည်းပဲဒါကောင်းအောင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့လာတဲ့ကောင်လေးဖြစ်တယ်ပေါ့နော်ဒီကောင်လေးမှာဆိုရင်လုံးဝသူ့ရဲ့ဘေးကွာတွေကစားအလူမီနီယံဒါ body နဲ့တော်တော်လေးကမှဒါပေါ်လဲပေါ်တယ်ပေါ်လဲပေါ်တဲ့ material ကိုသုံးထားဖြစ်တဲ့အတွက်အရင်ကြီးဒါအကောင်ဆိုင်ကြီးနေပဲလေအရင်လေးတဲ့မှာမပါဘူးပေါ့နော်သူ့ရဲ့ထက်ကတော့ Amazon Titan တို့ဘာလို့ကတော့ဒါအကောင်ဆိုင်လေးကြီးမယ်ပြီးတော့ desktop level grade လည်းဖြစ်မယ်ပြီးတော့ထူထူထဲထဲဖြစ်မယ်ပေါ့နော်ဒီကောင်လေးကကြတော့အဲ့လိုမဟုတ်ဘူးမဲဆိုနေနဲ့ gamer creator ပုံစံပဲကျွန်တော်ပေါ့ပါလဲတဲသွားတယ်လားလဲဆင်ပြရမယ်ပြီးတော့အကောင်ဆိုင်လည်းကြီးရမယ်ပြီးတော့ကျွန်တော်တို့ဒီပေါင်းမှန်လည်းပဲတော်တော်လေးကမှဒါသုံးလို့ကျန်းလို့ကောင်းမဲ့ကောင်လေးဆိုရင်ဒီကောင်လေးရှိရပါတော့ဒီကောင်လေးရဲ့အသေးစိတ်ကတော့ကျွန်တော်တို့ဘာလေးရှိမလဲဆိုရင်ကျွန်တော်တို့ CPU နေနဲ့အားကျွန်တော်ဒီ909အောင်မှာ275H6 နဲ့လာတယ်ပေါ့နော်9 thread ကလည်း24 thread ရှိရဖြစ်တော့တော်တော်လေးကမှမိုက်တယ်ပြီးတော့သူ့နောက်မှာဆိုရင်ဒါ R9 ဒါ300 စီးရဒါမကြသေးခင်မှာထွက်တာပေါ့နော်ဒီကောင်လေးကတော့275H6 နဲ့ဒါလက်ရှိရင်ဒီ upgrade ဖြစ်နေစေဖြစ်တယ်ပြီးတော့9 thread လည်းများတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ဒီRC ဖြစ်တဲ့အတွက် power efficient လည်းဖြစ်တယ်ပေါင်းမှန်လည်းကောင်းတယ်ဆိုတဲ့ပုံစံပေါ့နော်ပြီးတော့ RAM ဆိုလည်းပဲဒီကောင်လေးမှာ32 GB ပါတယ်အဲ့ဒါကိုမှကျွန်တော်တို့ဒါ DDR5 ဖြစ်မယ် speed ကလည်းပဲ9600 speed ဆိုတော့ဒါတော်လေးမှမိုက်တယ်ပေါ့နော်မိတ်ဆွေအနေနဲ့ဒါ RAM ထပ်တိုးမယ်ဆိုလည်းကျွန်တော်တိုးလို့ရပါဘောနော်ပြီးတော့ဒီကောင်လေးမှာပါတဲ့ storage ဘိုင်းဆိုလည်းပဲကျွန်တော်တို့ဒါဟိုပါဘောနော်ကျွန်တော် 2TB တောင်ပါဗျ2000 GB ပါတာဖြစ်တဲ့အတွက်မိတ်ဆွေအနေနဲ့ data ဘိုင်း data storage ဘိုင်းအနေနဲ့တော်လေးကမှစိတ်ချလက်ချသုံးလို့ရတယ်ထပ်ပြီးတော့မိတ်ဆွေထပ်တိုးမယ်ဆိုလည်းဒါတိုးလို့ရပါဘောနော်ပြီးတော့ဒီကောင်လေးမှာပါတဲ့ကျွန်တော် graphic ပေါ့ graphic လေးကတော့ကျွန်တော်ဒီ Nvidia ရဲ့ကျွန်တော်ဒီ RD 5080 Ti ဟိုမှာကျွန်တော်တို့ပါဘောနော် V1 12GB နဲ့လာတဲ့ကောင်လေးပေါ့နော် V1 12GB ကကျွန်တော်ဒီတော်တော်လေးကမှဒါလက်ရှင်ဒီလုံလောက်တယ်ပြီးတော့လက်ရှိ update game တွေကျွန်တော်တို့ပြီးတော့game တွေပြီးတော့ရုပ်ထွက်ပိုင်း graphic ပိုင်းတွေဆိုလည်းပဲတော်တော်လေးကမှ smooth ဖြစ်ပြီးတော့ကြည်တောက်ရှင်းလာဖြစ်တဲ့အတွက်ဒါဒီလိုမျိုးဟိုပါဘောနော်ဒီ V1 လိုအပ်ချက်ကဒါမြင့်လာတယ်ပေါ့နော်မြင့်လာတဲ့အနေအထားမျိုးမှာဒီကောင်လေးဆိုရင် V1 12GB တောင်ဖြစ်တာရှိတာဖြစ်တယ်တော်တော်လေးကမှပေါင်းမှန်ပိုင်းကောင်းတယ်ပေါ့နော်လက်ရှိတင်ရင်လည်း RD 5080 Ti နဲ့မနိုင်တဲ့ game မရှိသလိုပြီးတော့ 3D rendering ဘက်ကလည်း engineering ဘက်မှာရော video editing ဘက်မှာတော့တော်တော်လေးကမှဒါသုံးလို့ကောင်းစေဒါသုံးလို့ကောင်းနေစေကောင်းပေါ့နော်ပြီးတော့နောက်ထပ်နှစ်တွေအများကြီးထိအောင် update ဖြစ်နေသေးမှာကောင်းပေါ့နော်ပြီးတော့ဒီကောင်လေးမှာပါတဲ့ကျွန်တော် display ပေါ့ display ကတော့ဒါ creator line တွေမှာဒါပြည့်ပြည့်စုံမယ်ဆိုတဲ့အချက်ထဲမှာပါတယ်ပေါ့နော်ဒီကောင်လေးမှာဆိုရင် 2.5K resolution ပါမယ်အဲ့ဒါကိုမှမိတ်ဆွေတွေနဲ့ထပ်ပြီးတော့ဒါ brightness လည်းကောင်းမယ်ဒါ refresh rate ကလည်းပဲကျွန်တော်ဒီ high end တွေရဲ့ဒါ refresh rate တိုင်းပဲ240 Hz တောင်ပါတာဖြစ်တဲ့အတွက်မိတ်ဆွေတွေနဲ့ဒါ gaming မဲ့သုံးဒါဒီ graphic ပိုင်းမဲ့သုံးကိုလုံးဝကမှ smooth ဖြစ်ပြီးတော့တော်လေးကမှမိုက်မယ်ပြီးတော့ e-sport game တွေရောပြီးတော့ဒီကောင်လေးမှာဆိုရင် 2K gaming အစားတော်တော်လေးကမှ 2K resolution နဲ့လည်းဒါဆော့လို့ရမယ့်အနေထားမှာရှိတယ်ပေါ့နော်ပြီးတော့ဒီကောင်လေးမှာတော့ကျွန်တော်ဒီဟိုပါနော် creator gamer line နဲ့မှာဒါဖြစ်တဲ့ဟာလေးရှိရပါတော့အဲ့ဒါကတော့သူ့ရဲ့ form factor ကပါတယ်ဒါပေမဲ့ cooling ပိုင်းလည်းကောင်းတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီအပြင်ကိုအပူကူးဆက်ပြီးတော့ဒါအေးသွားအောင်လုပ်ထားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ဒီ MSI ရဲ့ aluminum body ကတော့လုံးဝ game performance ရော 3D rendering performance ရောအရင်ညှစ်သုံးမယ်ဆိုရင်တော့ဒါနှွေးတဲ့အဆင့်ပူတဲ့အဆင့်တော့ဒါရှိရပါတော့ဒါပေမဲ့လည်းစိတ်ပူစရာမလိုပဲနဲ့သူ့ရဲ့ cooling ပိုင်းတွေကစားကောင်းမွန်ရှိတာပြီးသားပြီးတော့ဒီ metal body ကနေပြီးတော့အပူကူးဆက်ပြီးတော့ဒါအေးသွားတာဖြစ်တဲ့အတွက်ဒါမိတ်ဆွေတွေနဲ့ဒါဟိုစိတ်ချလက်ချဒါသုံးလို့ရတယ်ပေါ့နော်ဒီ aluminum body နဲ့ laptop တွေကတော့ဒါပူတယ်ဆိုတာကိုဒါပြောပြပြီးသွားဖြစ်ပါတယ်ဗျပြီးတော့ဒီကောင်လေးမှာဆိုရင်ဒါ keyboard ပိုင်းဆိုလည်းပဲဒါ MSI ရဲ့ STC keyboard ကိုသုံးပေးထားပြီးတော့ကျွန်တော်ဒီမှာဆိုရင် STC engine နဲ့ကျွန်တော်ဒီ keyboard တွေ customize လုပ်လို့ရတယ်ပြီးတော့ MSI ရဲ့ဒါ MSI center တို့ပေါင်းနဲ့ပေါင်းမှန်ပိုင်းနေတာသုံးလို့ရတယ်သွားလို့ရတယ်ပေါ့နော်ပြီးတော့ဒီကောင်လေးမှာဆိုရင် Bagi RGB ဖြစ်တာဖြစ်တဲ့အတွက်ဒါ brightness တွေလည်းမဆိုးဘူးပေါ့နော်ပြီးတော့ဒီကောင်လေးမှာဆိုရင်ပိုပြီးစိတ်ချသွားစီတာကမဲဆိုဒီကောင်လေးမှာဆိုရင်အာမခံကဒါ
တစ်နှစ်နီးပါးတောင်ကြံသေးရပေါ့နော်တစ်နှစ်ကြံသေးရဖြစ်တဲ့အတွက်စိတ်ချလက်ချလည်းသုံးလို့ရတယ်ပြီးတော့ဒီကောင်ဒီ official running ဖြစ်တဲ့အတွက်ဒါ local running ဖြစ်တဲ့အတွက်စိတ်ချလက်ချလည်းပဲကောင်းမွန်ကိုဒါ running ဘိုင်းဆိုင်ရာမှာလည်းပဲပြလို့ရတယ်ပေါ့နော်ပြီးတော့သူ့မှာဆိုရင်ဒါဒီ camera ဘိုင်းနေဆိုရင်လည်းပဲဒါအတိုင်း DB camera ပါမယ်ပြီးတော့ကျွန်တော်တို့ face lock တွေ IR face lock တွေပါတာဖြစ်တဲ့အတွက်တော်တော်လေးကမှ feature တွေလည်းစုံတယ်ပြီးတော့ဒီမှာဆိုရင် fingerprint လည်းကျွန်တော်ဒီပါလိုက်သေးရပေါ့နော်ပြီးတော့သူ့ရဲ့ဒီ speaker တွေကဆိုရင်လုံးဝကမှဒါ surround ဖြစ်ပြီးတော့တော်တော်လေးကမှကျဲထဲမှာလည်းပါတယ်ပြီးတော့ Amazon ရဲ့ဒီကောင်ဒီ Stacy ထဲမှာဒါအမြင့်ဆုံး series ဖြစ်တဲ့အတွက်ဒါတော်တော်လေးကမှလည်းလူကြိုက်များတယ်ကျွန်တော်တို့စီမှာတော့ဒီကောင်လေးကို300ဝန်းကျင်နဲ့ကျွန်တော်တို့ဒါရောင်းချသွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့စီမှာဆိုရှေ့တစ်ခေါက်ကဆိုလဲ Amazon Stat တွေကဒါရောက်တာနဲ့ကုန်တာမြန်တာဖြစ်တဲ့အတွက်မိတ်ဆွေတို့အမြန်လာမှရမယ်ဗျကျေးဇူးတင်ပါတယ်ဗျ